ငယ်ရွယ်တဲ့သမီးအရွယ်ကောင်မလေးကိုလိုချင်သောကြောင့်သူမရဲ့မိဘနှစ်ပါးကိုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခဲ့တဲ့သူတယောက်အကြောင်းယနေ့ညတင်ဆက်ပေးတာပါဖြစ်ရမှန်ဇလန်းပါတကယ်ဖြစ်ခဲ့တာဖြစ်၍လက်တွေ့ဘဝမှာသတိထားနိုင်အောင်တင်ဆက်ပေးတာပဲဖြစ်ပါတယ်1980ခုနှစ်တွေမှာအမေရိကန်နိုင်ငံအိုင်ဒါဟိုပြည်နယ်ကဘရိုဘမိသားစုဟာရောဘတ်ဘာချ်တော်ဆိုတဲ့အမျိုးသားနဲ့စတင်တွေ့ဆုံခဲ့ပါတယ်အားလုံးကသူ့ကိုဘီလို့ချစ်စနိုးခေါ်ကြပါတယ်ဘီဟာရုပ်ရည်ချုံမော်တဲ့စကားပြောကောင်းတဲ့ဖះเจ้าမှာလည်းလူချစ်လူခင်များတဲ့သူပါဘရိုဘမိသားစုမှာသမီးမိန်းကလေး3ယောက်ရှိပြီးအကြီးဆုံးသမီးဂျန်ဟာ12နှစ်အရွယ်တိတ်ချစ်ဖို့ကောင်းတဲ့အရွယ်ပါဘီဟာဒီမိသားစုရဲ့ယုံကြည်မှုကိုအရင်ဆုံးတည်ဆောက်ပါတယ်ကလေးတွေကိုမှုန့်ကျွေးတယ်မြင်းစည်းတင်ပေးတယ်အိမ်ကိုဝင်ထွက်သွားလာပြီးမိသားစုဝင်တယောက်လိုနေထိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကဂျန်ကိုအပိုင်သိမ်းဖို့ပါအမှန်တော့ဘီဟာငငယ်ရွယ်မိန်းကလေးတွေကိုဆွဲလန်းတဲ့စိတ်တဆားစိတ်အမြဲရှိနေသူဖြစ်ပါတယ်ဒီကလေးမလေးကိုရဖို့အတွက်မိဘနှစ်ပါးစလုံးကိုလိမ်ပိုင်းဆိုင်ရာနဲ့အယုံသွင်းခဲ့တာပါဂျန်ရဲ့အမေမယ်ရီအန်းနဲ့ခိုးစားပြီးအချစ်ဆက်လန်းတွေခင်းခဲ့ပါတယ်မယ်ရီအန်းဟာဘီကိုဆွဲလန်းသွားတဲ့အတွက်ဘီကသူ့သမီးနဲ့အချိန်ဖြုံးနေတာကိုလုံးဝမတင်ကားမဖြစ်တော့ပါဘူးပိုဆိုးတာကဂျန်ရဲ့အဖေဘောပါဘီဟာဘောကိုလည်းလိမ်လူဆက်ဆံဖို့တွေးဆောင်နိုင်ခဲ့ပါတယ်ဒါဟာတာမန်ဖောက်ပြန်မှုမဟုတ်ပါဘူးဘီဟာမိဘနှစ်ပါးစလုံးရဲ့အားနည်းချက်ကိုကင်ထားလိုက်တာပါသူတို့ဟာကိုယ်တိုင်အမှားလုပ်ထားမိလို့ဘီကိုစိတ်ဆိုးဖို့နေတကာတယောက်အကြောင်းတယောက်တည်သွားမှာစိုးရိမ်တဲ့အတွက်လူခိုင်းသမျှအကုန်လုပ်ပေးရမယ့်အခြေအနေကိုရောက်သွားပါတော့တယ်1984ခုနှစ်အောက်တိုဘာလမှာဘီကဂျန်ကိုမြင်းစည်းတင်ပေးမယ်ဆိုပြီးကားနဲ့ခေါ်ထုတ်သွားကပြန်ပေးဆွဲလိုက်ပါတယ်သူတို့9ပတ်ကြာပျောက်ဆုံးသွားခဲ့ပါတယ်ဒီအချိန်မှာဘီက12နှစ်အရွယ်ဂျန်ကိုမယုံနိုင်စရာလိမ်လည်ပြီးအုံနောက်ဆေးမှုတွေလုပ်ခဲ့ပါတယ်မိဘတွေနဲ့တမင်ဝေးရာကိုခေါ်လာပြီးလုပ်တာပါဘီပြောတာကမင်းဟာဂျိုသားတွေရဲ့မျိုးဆက်တစ်ကိုမွေးဖွားပေးရမယ့်သူမင်းသားငါနဲ့မအိပ်ရင်ဂျိုသားတွေကမင်းရဲ့ညီမလေးတွေကိုတပ်ပစ်လိုက်မယ်လို့ချင်းချောက်ခဲ့ပါတယ်ဒီအချိန်ဂျန်ရဲ့အသက်အရွယ်ဟာ12နှစ်ပဲရှိသေးတော့ကလေးပီကြောက်လန့်ပြီးသူမရဲ့မိသားစုကိုကယ်တင်ဖို့အတွက်ဘီရဲ့အနမမှုတွေကိုညှင်ခံခဲ့ရပါတယ်ငါးပတ်အကြာမှာရဲတွေကသူတို့ကိုမက္ကဆီကိုမှာရှာတွေ့ခဲ့ပေမဲ့ဂျန်ကတော့ဘီကိုကယ်တင်ရှင်လို့ထင်နေတော့မှာပဲလာဖမ်းတဲ့ရဲတွေကိုတောင်သူမကရန်ပြုတ်ခဲ့သေးတာပါဒါကဘီကလေးတယောက်ကိုအယုံသွင်းပြီးအုံနောက်ဆေးမှုတွေရဲ့နောက်ဆက်တွဲရလဒ်တွေဖြစ်ပါတယ်ရဲတွေကဘီကိုဖမ်းမိပေမဲ့သူဟာစိတ်မနှံ့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ထောင်ကလွတ်လာပါတယ်အံ့ဩဖို့ကောင်းတာကဘရိုဘမိသားစုဟာဘီကိုသူတို့အနားမှာထပ်ပြီးအချိန်ဖြုံးခွင့်ပေးခဲ့ကြပြန်ပါတယ်မိဘတွေရဲ့အမှားဟာဒီမှာတင်မပြီးသေးပါဘူး1986ခုနှစ်မှာဂျန်အသက်14နှစ်အရွယ်မှာဘီကသူမကိုဒုတိယအကြိမ်ထပ်ကိုးပြေးပါတယ်ဒီတစ်ခါမှာတော့သူတို့ဟာကာလီဖိုးနီးယားမှာအဖေနဲ့သမီးအယောင်ဆောင်ပြီးနေထိုင်ခဲ့ပါတယ်ဘီကဂျန်ကိုအကြောင်းတောင်ထားပေးခဲ့ပါတယ်ဒါပေမဲ့အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့အပြင်းထန်လိုက်လံရှာဖွေမှုကြောင့်ဘီထပ်မံဖမ်းဆီးခံရပြီးဂျန်ဟာလက်တွေ့လောကကိုပြန်ရောက်လာခဲ့ပါတယ်သူမဟာသူမရဲ့မိသားစုကိုကယ်တင်နေတယ်လို့ပဲနှစ်ပေါင်းများစွာထင်မှတ်နေခဲ့တာပါဒီဖြစ်ရဟာဘရိုဘမိသားစုအတွက်တင်မကပဲတစ်ကမ္ဘာလုံးအတွက်သင်ခန်းစာတစ်ခုဖြစ်လာပါတယ်ဘီဟာနောက်ဆုံးမှာသူ့အဖြစ်တွေကြောင့်ဖမ်းခံရတော့မယ်2005ခုနှစ်မှာကိုဆူဆိုက်လုပ်သွားခဲ့ပါတယ်ဂျန်ဘရိုဘကတော့သူမရဲ့ဘဝကိုအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးအခုဆိုရင်ကလေးငယ်တွေကိုကာကွယ်ပေးတဲ့ရှေ့ဆောင်တစ်ယောက်ဖြစ်နေပါပြီအခုထိလည်းတက်ရှိထင်ရှားရှိနေစေဖြစ်ပြီးတရုတ်ဆောင်တစ်ယောက်အဖြစ်လုပ်ကိုင်နေပါတယ်ဒီဖြစ်ရမှန်အကြောင်းသိကျင်နေဆိုရင်ဂျန်ဘရိုဘအမှုလို့ရိုက်ရှာကအသေးစိတ်လေ့လာလို့ရပါတယ်ဒီဇလန်းကနေကျမတို့ရနိုင်တဲ့သင်ခန်းစာကတော့လူတယောက်ဟာအပြင်ပန်းမှာဘလောက်ပဲကောင်းနေပါစေကိုယ်ကလေးကိုဘယ်သူနဲ့မှအလွတ်မပေးသင့်ဘူးဆိုတာပါပဲမိဘတွေရဲ့အမှားဟာကလေးတယောက်ရဲ့ဘဝကိုအမှောင်ချပစ်နိုင်ပါတယ်ဒီဗီဒီယိုကိုမျှဝေပြီးတခြားမိဘတွေကိုပါသတိပေးလိုက်ပါနောက်ထပ်ဒီလိုဗီဒီယိုတွေကိုကြိုက်နှစ်သက်ပါကကောမန့်မှာတစ်ခုခုရေးပေးခဲ့ပါနော်နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်